7နဲ့ Pure Play application ကိုကြည့်ရှုအားပေးနေကြတဲ့အားလုံးလာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဒီဇင်ဘာလ9ရက်နေ့မှာတော့33နှစ်မြောက်ရှစ်တော်ချအားစားပြိုင်ပွဲရဲ့လူသားဘောလုံးပွဲစဉ်အုပ်စုစီရဲ့ဖွင့်ပွဲစဉ်ဖြစ်ဒီမှာတင်းနဲ့ provide တင်းတော်ဟာရှင်မြန်ကြတော့မှာလည်းဖြစ်ပါတယ်ဒီအုပ်စုစီမှာတော့မာဒီ provide တင်းနဲ့တူနိုတီရှာတင်းတို့တုံးတင်ကြောင်းနေတာဖြစ်ပြီးတော့ဒီတုံးတင်တွေကတော့အများဆုံးတင်ရတော့နောက်ထပ်ဒီဖိုင်နယ်ကိုတက်ရောက်ခွင့်ရမှာလည်းဖြစ်ပါတယ်မာနီယာတော့အင်းနီအောင်ဟော်ဘီနီအောင်ချီနီအောင်တော့ဝင်ချင်ပြီးတော့စပယ်တော့မှဖြစ်ပြီးတော့လူစင်းမှာတော့ကျွန်တော်တို့73ဘုဒ္ဓမာအိတ်ကဆိုကပေါ်ဝင်တော့မှလည်းဖြစ်ပါတယ်ကျောင်းသားမကြီးဖြစ်ကတော့ဆောင်းမင်းသိထူးရဲ့စကန်ကျော်ရဖုံခန့်အာကာကျော်ရှန်ဝနာအောင်တီဟာတန်တိုးအောင်လောက်ဝေဖုံကြီးတိုက်စီကတော့မာဒီရဲ့ခန်းစစ်ကိုတော်လေးအလုံးချုပ်စီခဲ့တော့တွေ့မြင်တွေ့ထားရတယ်ဖြစ်ပါတယ်ကြာရင်ညမာရီယိုနာပိတ်တယ်ဒီမလေးမာဒီရဲ့ခန်းစစ်ကိုခြေလုံးတော့ကပေးနေခဲ့တဲ့မာရီယိုနာစွန်တော့ချိုးလိုက်ရတယ်ဖြစ်ပါတယ်ခန်းစစ်မှာပြီးလို့နေမြသူတို့ရှိပါတဲ့ကနေထားတယ်လိုက်ညညရှာနေညသူတို့ကလည်းဒီအရာတွေကိုပြေးလာတယ်ချိုးပြရတယ်ပိတ်ပြီးဘိုးညသူဆိုရင်ဘာသာတဲ့ဆက်ရှိတဲ့အကြောင်းကတော့ဖလိုင်းတီဒီဆိုရင်ရစကောလေးရဖြစ်ပါတယ်ဒီပွဲမှာပွဲစားတွေကဖလိုင်းတီသူတို့အောက်ချောက်ပြားပေးနေတဲ့ဖေချန်တိုက်စစ်ကနေပဲဒိုင်းလန်ဒီမြန်ပဲရွေတွေကိုဆွဲဝင်ပြီးတော့ဒီလန်ဖန်တီးပေးတဲ့ခွင့်ရကိုတော့ဒါရီနဲ့ဖလိုင်းတီပဲလို့ပေးထားတယ်ဒါရီနဲ့ရွေတွေကနေပေးထားတယ်လို့ချစ်ချစ်ပဲပြန်လာမယ်လေဒီ NSဖေကြောင့်ဖြန့်လာရဗျာဖေကြောင့်ရှိနေထိုင်လန်တောက်လျှောက်လိုက်ပြီးတော့ရောက်ထားကြရတယ်ဖြစ်ပါတယ်ထိုင်လန်မဲ့အေးရခဏပေးထားတယ်ဒီချိန်မှာတော့မာတင်ခန်းစားမတွေခြေကိုကျိုးစားနေပဲကိုဝိုးကိုသိပြီးခဲ့ရလဲဖြစ်ပါတယ်ဒီပွဲစဉ်မှာမာတင်ရဲ့ခန်းစစ်ကိုတောက်လျှောက်တော့ကပေးနေတဲ့ထိုင်လန်ပဲဒီချိန်မှာလဲသူ့ရဲ့ဖြတ်တွေပေးဖို့မှုကိုမာတင်ရဲ့ခန်းစစ်ကလောက်ဝေဖို့ဖြစ်တော့ရင်းနဲ့ပဲသူရဲ့ဖြစ်တော့မှုကတော့ကိုတွေ့ပြီးသွားခဲ့ရတယ်ဖြစ်ပါတယ်။ကိုင်းစီကျွန်တော်တို့ဒီလိုပိုင်းစမှာမြန်မာတင်းရဲ့ကောင်းမွန်တဲ့တုံ့ပြန်မှုတစ်ခုကိုမြင်ရမယ်လို့ထင်ပြီးကမှတော့လက်ရှိချိန်မှာတော့အမှားယွင်းတစ်ခုကနေပဲနောက်ထပ်ဥဆောင်မှုတစ်ခုတော့ provide တင်ပါကိုဒီပုံစံလေးဆိုရင်တော့မြန်မာတင်းပြင်လာဖို့ညာကျွန်မရဲ့ body balance ကျွန်တော်ပြတွဲထားတယ်။ကားပဲဒီလိုဖြစ်ပေးထားတယ်။ဘာသာတော့ပြလိုက်တော့ထားပြီးတဲ့တိုင်းလိုက်ကျန်တယ်။ကိုဒီများလည်းဒီနေ့ဒီချိန်မှာတော့တိုင်လိုင်းရဲ့တွင်းကိုကတော့လူချိုနေထားကိုရောက်ရှိနေခဲ့ဆိုပြီးတော့ပြလိုက်ရတော့အဆက်ပြလာခဲ့ရလဲဖြစ်ပါတယ်ဒီမှာဒီခန်းစစ်ကိုချိန်လုံးဒုက္ခပေးနေတဲ့တိုင်လိုင်းဒီချိန်မှာလဲဒီကိုရိုင်းဒီလိုချိန်ကြည့်မယ်လေသူရဲ့တွင်းကိုစမလည်းပြောရရဲ့ဝင်မပြီးထားတယ်အောင်ချိန်ခဲ့တဲ့ခေါင်းလိုက်ဒီပိုင်းနဲ့အရာထင်တာအကန့်ချုပ်ကိုကဟင်းတဆိုးကောင်းတဲ့ပုံစံနဲ့ပုံလူထားနိုင်ကြရဖြစ်ပါတယ်ကျွန်တော်တို့ကတကြံပုံစံနဲ့နေနေတာလိုတော့လေဖြစ်ပါတယ်ဘုဆွေးလာတယ်နော်ကျွန်တော်ကဲတယ်တန်တီသွားရလေဖြစ်ပါတယ်မာဒီရဲ့ဒီလိုပွဲစဉ်ရဲ့ရှင်ကုန်ဆက်လို့ကရှားလုံးခိုက်တဲ့တစ်ခုကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဂရိန်ထုံးလောင်းလိုက်ဂရိန်ထုံးကြားတဲ့ခွေတစ်ခုကိုဒီထိတ်ကနေကောင်းမလို့ကဲကြတစ်ခုနဲ့သုံးတက်ခဲ့ပြီမယ်လေသူရဲ့ကဲကြကတော့တိုင်တီတော့ခိုက်တာကြောင့်တော်တော်လေးနင်းလာခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါတယ်ဟုတ်ပါတယ်လက်ရှိပရိသတ်ကြီးမိနစ်80ကျော်ဒီမြန်မာအသင်းအတွက်တလုံးနဲ့တော့ကိုအချင်းချောက်မှုလို့လည်းဆိုရမှာလည်းဖြစ်ပါတယ်ကာရီနိုချက်ခေါက်တယ်ကာရီနိုပဲဒီလိုဖြစ်ပေးရတယ်ဟုတ်ကဲ့ဘာဒီရဲ့တော်လေးကိုဒီကောင်ကြောင်ကောင်းနေသောတဲ့တစ်ခုကိုမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်။ဘာယူနာတကယ်နေဘယ်ရလူစီကိုဒီဘက်ကနေသောတဲ့ကိုကျိုးလာခဲ့ရတယ်ဖြစ်ပါတယ်။သူကကန်ချကတော့အပြော့ခဲ့ပြီးတော့ဘုမနေတဲ့ဆိုပဲပြီးသွားခဲ့ရတယ်ဖြစ်ပါတယ်။ဒီချိန်မှာတော့ဒီတော့ရရှိထားခဲ့ရလေဖြစ်ပါတယ်မာရီယိုနာကာဘေ
လေ